မင်္ဂလာပါမနေ့ကတော့ G6 ထဲရပါတော့တဘာဝကိန်းနဲ့အပြေကိန်းအကြောင်းကိုပြောပြပေးသွားတယ်ပေါ့နော်တဘာဝကိန်း natural numbers နဲ့အပြေကိန်း whole number အကြောင်းကိုပြောပြပေးသွားတယ်အဲ့တော့တဘာဝကိန်းမှာဆိုရင်မနေ့ကပြောထားတာဆိုရင်တဘာဝကိန်းကတစ်ကနေစတယ်အဆုံးမရှိဘူးလို့ပြောထားတယ်ပေါ့နော်အပြေကိန်းကကြတော့တဘာဝကိန်းထဲကိုမှ3ညဆိုတဲ့ကိန်းတစ်လုံးကိုပေါင်းထည့်ပြီးတော့စတယ်3ညကနေစတယ်ပေါ့နော်3ညကနေစတယ်ပြီးတော့သူလည်းအဆုံးမရှိဘူးလို့ပြောထားတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်မနေ့ကခြံခဲ့တဲ့ခေါင်းစဉ်တွေရှိတယ်ပေါ့နော်ဒါ 1.1.2 မှာဆိုလို့ရှိရင်ဒီသဘာဝကိန်းတွေကိုကိန်းမြင့်ပေါ်မှာဖော်ပြမယ်ပေါ့ကိန်းမြင့်ပေါ်မှာဖော်ပြမယ်ဆိုလို့ရှိရင်သူကပထမဆုံးမြင်းမြောင်တစ်ကြောင်းကိုဆွဲလိုက်မယ်မြင်းမြောင်တစ်ကြောင်းကိုဆွဲပြီးတော့လို့ရှိရင်အစမှတ်ကနေပြီးတော့မှညာဘက်ကိုပေါ့နော်ညာဘက်ကိုအကွာဝေးတူတဲ့အပိုင်းငယ်လေးတွေပိုင်းမှတ်ပြီးတော့ပထမဆုံးဖြတ်တဲ့နေရာမှာတဘာဝကိန်းကိုတစ်လို့ထားလိုက်မယ်ပြီးတော့လို့ရှိရင်ကျန်တဲ့ကိန်းတွေကညာဘက်ကအပိုင်းတွေမှာတစ်တိုးပြီးတော့မှတ်သားပြီးတော့အဆုံးမရှိရေးမှတ်နိုင်တယ်တဲ့အဆုံးမရှိဘူးလို့ပြောထားတဲ့အတွက်သူကအကြီးဆုံးတဘာဝကိန်းမရှိဘူးပေါ့နော်ဒီမှာအဆုံးမရှိဖြစ်တဲ့အတွက်အကြီးဆုံးတဘာဝကိန်းမရှိတာဖြစ်ပါတယ်အဲ့တော့ဒီတိုင်းလေးကိုဖော်ပြကြည့်မယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ပထမဦးဆုံးကမြင်းမြောင်တစ်ချောင်းဆွဲလို့ပြောထားတဲ့အတွက်မြင်းမြောင်လေးတစ်ချောင်းဆွဲပါမယ်နော်ပြီးတော့လို့ရှိရင်ဒီဟာကိုအစမှတ်မယ်ပေါ့နော်အစမတ်ကနေပြီးတော့မှတူညီတဲ့အစိပ်ပိုင်းတွေပိုင်းရမယ်ပေါ့နော်ပထမဆုံးတစ်ပိုင်းမှာ1 cm ဖြတ်ထားတယ်ဆိုရင်နောက်ဟာတွေမှာလည်း1 cm ပဲဖြတ်ပေးရပါမယ်အဲ့တော့1 cm 1 cm အဲ့လိုလေးပိုင်းလိုက်ပါမယ်ပြီးတော့ရင်ဆက်စချင်းအမှတ်ကတော့အစမှတ်ဖြစ်ပါတယ်အစမှတ်ဖြစ်ပြီးသွားလို့ရှိရင်ပထမဆုံးဖြတ်တဲ့အပိုင်းကို1လို့မှတ်ပေးရပါမယ်1လို့မှတ်ပြီးသွားရင်နောက်ညာဘက်ကို1တိုးတိုးပြီးမှတ်ပေးရမယ်ဆိုတော့1ကို1တိုးလိုက်တော့2 3 4 5 6ခွန်ရှစ်ကိုပေါ့နော်အဲ့လိုမျိုးသွားပါမယ်အဆုံးမရှိဘူးလို့ပြောထားတဲ့ဒီမှာမြားလေးပါပါမယ်နော်ဒီကိန်းတန်းလေးကိုတဘာဝကိန်းမြင့်ပေါ့နော်တဘာဝကိန်းတန်းတွေပဲထားတဲ့အတွက်တဘာဝကိန်းတွေရှိတယ်ပေါ့နော်တဘာဝကိန်းမြင့်ပေါ့နော်နောက်တစ်ခုကကြတော့အပြေကိန်းကိုလုပ်ပါမယ်အဲ့တော့အပြေကိန်းကိုဖော်ပြမယ်ဆိုလို့ရှိရင်ကြတော့ခုနဆွဲထားတဲ့တဘာဝကိန်းမြင့်ပေါ်မှာပဲအစမှတ်ကို3ညလို့သတ်မှတ်ထားပြီးတော့ရရှိလာတဲ့ကိန်းမြင့်ကိုကြတော့အပြည့်ကိန်းမြင့်လို့ခေါ်တယ်ပေါ့နော်အပြည့်ကိန်းညီမှာလည်းတူတူပဲအကြီးဆုံးအပြည့်ကိန်းဆိုတာကိုမရှိဘူးလို့သတ်မှတ်ထားပေးရပါမယ်အဲ့တော့ခုနကတော့တဘာဝကိန်းကဒီမှာဆွဲထားတာပေါ့နော်ဒါတဘာဝကိန်းမြင့်တန်းတဘာဝကိန်းမြင့်တန်းကိုမှသူကဆက်စချင်းက1နဲ့စတာတဘာဝကိန်းက1နဲ့စတာဖြစ်တဲ့အတွက်1ကနေစဆွဲထားတယ်ဒါကအစမှတ်ဖြစ်တယ်အဲ့တော့ဒီအစမှတ်မူလအမှတ်ကနေပြီးတော့မူလအမှတ်ကို3ညဆိုပြီးတော့ထည့်လိုက်လို့ရှိရင်ဒါအပြည့်ကိန်းမြင့်ဖြစ်သွားပြီပေါ့နော်ဘာလို့ဆိုတော့အပြည့်ကိန်းက3ညကနေစတာမလို့3ည1နှစ်3လေးသွားပါမယ်အဆုံးမရှိလို့ပြောထားတဲ့ဒီမှာမြားကောင်းလေးပါပါမယ်နော်အဲ့တန်းလေးဆွဲလိုက်ရင်ရပါပြီအဲ့ဒါဆိုရင်အပြည့်ကိန်းမြင့်လေးဆွဲကြည့်ရအောင်နော်ပထမဆုံးခုနလိုပဲကိန်းမြင့်လေးတစ်ခုဆွဲလိုက်ပါမယ်ပြီးသွားလို့ရှိရင်ပထမအမှတ်တစ်ခုကိုမှတ်လိုက်ပါမယ်ပြီးရင်ဒီမှာတူညီတဲ့အပိုင်းလေးပိုင်းပါမယ်မူလအမှတ်ကိုအစမှတ်လို့မပြောတော့ဘဲနဲ့3ညလို့နာမည်ပေးပါမယ်ပြီးတော့ရင်တစ်တိုးပြီးတော့1 2 3 4 5 6 9 10 9စာကြည့်တဲ့ပြင်ပေါ့နော်10 11အဆုံးကတော့မရှိဘူးပေါ့နော်အကြီးဆုံးအပြေကိန်းဆိုတာမရှိဘူးဆိုတာလေးကိုဖော်ပြလို့ရပါတယ်ဒီမှာများလေးနဲ့ပဲဖော်ပြပေးရပါမယ်ကျေးဇူးတင်ပါတယ်